Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ထမင်းပူတွေနဲ့အရန်တွဲပြီးစားလို့ကောင်းစီမှာနော်ငခုံနဲ့ရွရွလေးကိုအခန်းမှာချက်စားပြတယ်ပေါ့နော်ကဲချက်နေတရတယ်ဒီလောက်မခက်ခဲတဲ့အတွက်ကျွန်တော်နဲ့တူတူကြိုက်ချက်စားကြည့်လိုက်ရအောင်နော်ကဲကျွန်တော်တို့အရင်ဆုံးတော့တန်းစင်မိထားတဲ့ငခုလေးထဲကိုကျွန်တော်တို့စားလေးနဲ့ငယ်ထဲပါပေါ့နော်ပြီးလို့ရှိရင်အချုံမောက်လေးနဲ့ငယ်ထဲမယ်ပြီးလို့ရှိရင်စနစ်မောက်လေးနဲ့ငယ်ထဲပြီးလို့ရှိရင်ကျွန်တော်တို့တေချာလေးနှက်ဆက်သွားအောင်လဲထားပြီးလို့ရှိရင်မိနစ်30လောက်ကျွန်တော်ထားပေးလိုက်ပါပေါ့နော်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ရွရွလေးကိုလည်းပလေးစီးပြီးလို့ရှိရင်ကျွန်တော်တို့ထားပေးလိုက်မှာပေါ့နော်ကဲဒီမှာလည်းရွရွလေးစီးလို့ပြီးပြီဆိုတော့ကျွန်တော်တို့ရုပ်သီးစထောင်းမှာပေါ့နော်ကြက်သွန်နေလေးကိုထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ရုပ်သီးစိမ်မုတ်လေးကိုလည်းနည်းငယ်ထည့်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ဆက်လေးစားချင်တော့ရုပ်သီးစိမ်မုတ်လေးကိုညများလေးထည့်ပေါ့နော်ပြီးလို့ရှိရင်ညက်သွားတဲ့အထိကျွန်တော်တို့ကထောင်းထားပေးလိုက်မှာပေါ့နော်ကဲကျွန်တော်တို့ရောက်ဒီထောင်းပြီးဆိုရင်တဲအိုးလေးတက်တင်ပြီးလို့ရှိရင်စီလေးအနှမ်းငယ်ကျွန်တော်တို့ထည့်လိုက်မှာပေါ့နော်ပြီးလို့ရှိရင်စနစ်မုတ်တွေပါထည့်မယ်ပေါ့နော်စီဆူတဲ့အထိစပြီးရင်စီဆူလာပြီဆိုကျွန်တော်တို့ခုနထောင်းထားတဲ့ကျွန်တော်တို့ရောက်ဒီလေးကိုထည့်လိုက်မှာပေါ့နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့စိတ်စစ်စင်းလေးနဲ့ပေါ့နော်ရောက်ဒီကြက်သွန်ကြက်တဲ့အထိပေါ့နော်ကျွန်တော်တို့အသေးချာလေးမွေထားပေးလိုက်မှာပေါ့နော်အဲ့ဒါမှငါးအညီနာလေးတွေပြောင်းမှာပေါ့နော်ပြီးလို့ရှိရင်ခုနလုံလာပြီးတဲ့ငါးလေးကိုကျွန်တော်တို့ထည့်လိုက်မှာပေါ့နော်ဒါပြီးရင်ကျွန်တော်တို့တေချာလေးနှက်ဆက်သွားအောင်ကျွန်တော်တို့မှွေပြီးလိုက်မှာပေါ့နော်မှွေပြီးရလို့ရှိရင်ကျွန်တော်တို့အဖုံးလေးမဖုံးမနဲ့အသားလေးကျစ်တဲ့အထိပေါ့နော်စီလေးပြန်တဲ့အထိကျွန်တော်တို့ကထားပေးလိုက်မှာပေါ့နော်ကဲဒီနေထားလောက်ရပြီဆိုတော့ကျွန်တော်တို့ရပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ရေလေးကျွန်တော်တို့ထည့်လိုက်မှာပေါ့နော်ကဲရေလေးထည့်ပြီးလို့ရှိရင်နေရာလေးအသေးချာလေးချပြီးတော့ကျွန်တော်တို့အဖုံးလေးဖုံးပြီးရေခမ်းတဲ့အထိကျွန်တော်တို့စောက်လိုက်မှာပေါ့နော်ကဲဖုံးလေးပြန်ဖွင့်ကြည့်လို့ကျွန်တော်တို့ကရေလေးခမ်းလာပြီဆိုကျွန်တော်တို့အိုးလေးမကတ်သွားအောင်အနေငယ်လေးမှွေပေးလိုက်မှာပေါ့နော်မှွေပေးရရင်ခုနကကျွန်တော်လှီထားတဲ့ရွရွလေးကိုကျွန်တော်တို့ထည့်လိုက်မှာပေါ့နော်ကဲရွရွလေးထည့်ပြီးလို့ရှိရင်အသားလေးနဲ့ရွရွလေးလုံးအောင်ပေါ့နော်ကျွန်တော်တို့တေချာလေးမှွေထားပေးလိုက်မှာပေါ့နော်မှွေပြီးရလို့ရှိရင်ကျွန်တော်တို့ရွရွလေးကြက်တဲ့အထိကျွန်တော်တို့ကစောင့်မှာပေါ့နော်ကဲဒီမှာဆိုရင်ရွရွလေးကြက်ပြီပေါ့နော်စီလေးလည်းပြန်လာပြီဆိုတော့ဒါဆိုတော့ရွလေးရောငခုလေးရောကြက်တော်မှနေထားလေးရောက်ပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့အပေါင်းငယ်လေးနေလိုက်တော့မှာပေါ့နော်ကဲပေါငယ်လေးမြည်ကြည့်တော့ကိုစိတ်ကြိုက်နေထားလောက်ရောက်ပြီဆိုတော့ဒါဆိုတော့ငခုလေးနဲ့ရွလေးနဲ့ဟင်းလေးတစ်ခွက်တော့ရပြီပေါ့နော်ဒါဆိုတော့အဖောင်းလေးဖောင်းပြီးကျွန်တော်တို့ချလိုက်တော့မှာပေါ့နော်ကဲဒီမှာဆိုရင်အရန်စားလို့ကောင်းတဲ့ငခုရွကြော်လေးတစ်ခွက်တော့ရပြီပေါ့နော်ကဲဟင်းလေးရတယ်အရန်မွေးနေတာပဲပေါ့နော်ကဲခုရွကြော်လေးနဲ့တွဲစားမယ်ကျွန်တော်အချင်းဟင်းလေးတစ်ခွက်ပေါ့နော်ပြီးလို့ရှိရင်ငနီတီဦးကြော်လေးနဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာငပိတောင်လေးတက်ပါတယ်ပေါ့နော်ကဲအားလုံးပဲလက်စားကြပါဟိုနော်ဟင်းလေးရတယ်အရန်စားလို့ကောင်းတဲ့ဟင်းလေးတွေဖြစ်တဲ့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ဗျကဲဒီဗီဒီယိုဖိုင်လေးကိုအဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်နဲ့အတူတူနောက်ဗီဒီယိုဖိုင်လေးတွေမှာအတူတူပြန်ဆောင်ကြမယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ